အားလုံးပဲမင်္ဂလာပါမတွေ့ရလဲကြာပြီနော်ဗီဒီယိုတွေမတင်တာလဲကြာပါပြီကျွန်တော်ကတော့hair assistant တနိုင်ထွေးဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော် knowledge sharing လုပ်ပေးချင်တာကတော့ကျွန်တော် calcium carbonate ဆိုတဲ့အကြောင်းကို knowledge sharing လုပ်ပေးမယ်ပေါ့ calcium carbonate ကကျွန်တော်ဒီတနည်းအားဖြင့်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီ medical term အနေနဲ့ဒီပေါ့နော် medical field မှာဆိုလို့ရှိရင် care site လို့လည်းအတူကောက်ခေါ်တယ်ပေါ့နော်ဒီ calcium carbonate ကကျွန်တော်တို့ဒီ calcium 900 mg နဲ့သူကညီမျှတယ်ပေါ့အဲ့တော့ calcium carbonate သူကဘာတွေလုပ်ပေးမှာလဲဘာတွေလုပ်ပေးတာလဲဆိုလို့ရှိရင်ဒီအများစုသိရတာတော့ကျွန်တော်တို့ဒီအယိုးအတွက်ကောင်းတယ်ပေါ့ဟုတ်ပါတယ်သူကတော့ကျွန်တော်တို့ရဲ့ဒီ bone density ပေါ့နော်အယိုးရဲ့တိတ်တဲစာတွေကိုသူကပို့ပြီးတော့ကောင်းမအောင်လို့ဒီ beating ပေါ့နော်ဒီဆောက်ပေးနိုင်တယ်နောက်တစ်ခုကရှိနေတဲ့ဒီအယိုးပေါ့နော်ဒီ bone density ပေါ့အယိုးရဲ့တိတ်တဲစာတွေပို့ပြီးကျန်းမာချက်ခံလို့လဲသူကငကိုတိုင်းဖြစ်အောင်လို့ maintain နေပေါ့နော်ဒီထိမ့်သိမ့်ပေးထားရပေါ့အဲ့တော့သူကအယိုးအတွက်ပြင်နောက်ထပ်သူဘာတွေလုပ်ပေးသေးလဲပေါ့နောက်ထပ် calcium ကဆိုလို့ရှိရင်ဒီကျွန်တော်တို့ရဲ့ဒီအာယုံကြောဘလို့ရှိရင်ဒီကြွက်သားပေါ့နော်ကြွက်သားနောက်တစ်ခုကကျွန်တော်တို့ပေါ့ဒီ heart ပေါ့နော်ကျွန်တော်တို့ဒီနှလုံးပေါ့ဒါတွေရဲ့ဒီ function ပေါ့နော်သူတို့ရဲ့ဒီလုပ်ငန်းဆောင်တာတွေကိုလည်းပိုပြီးကောင်းမွန်အောင်လို့ဒီ calcium ကပြုလုပ်နိုင်ပါသေးတယ်အဲ့တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ calcium ဓာတ်ကပုံမှန်ဆိုလို့ရှိရင်ဒီ 8.5 ကနေပြီးတော့မှ 10.2 mg per deciliter ရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီခန္ဓာကိုယ်က hypercalcemia calcium ဓာတ်အများများနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ 10.2 mg per deciliter နဲ့ကျော်နေပြီးတော့မှ calcium ဓာတ်အနေနဲ့နည်းနေရဆိုလို့ရှိရင် hypocalcemia ဖြစ်နေရဆိုလို့ရှိရင်เนาะသူကဒီ 8.5 mg per deciliter အောက်ကျနေတယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒီကျွန်တော်တို့က calcium ဓာတ်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာနည်းနေပြီဆိုတာကိုသိလို့ရမယ်ပေါ့အဲ့တော့ calcium ဓာတ်ညောနေပြီဆိုလို့ရှိရင်ဒီကျွန်တော်တို့ခန္ဓာကိုယ်မှာဘယ်လိုမျိုး sign လေးတွေဖြစ်တတ်တယ်လေပေါ့အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်မှာဒီပေါ့နော်ဒီကြွက်တက်တာပေါ့အဓိကအဖြစ်တော့ကျွန်တော်တို့ကဒီကြွက်တက်တယ်ဆိုလို့ရှိရင်ကိုယ်မှာ calcium ဓာတ်အားနည်းနေပြီဆိုတာသိရမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီသွားပို့စားတာပေါ့သွားရပြည့်စီတာဒီလိုအချိန်ကမျိုးနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီပေါ့နော် hair loss ပေါ့နော်ဒီအမွေးမြင်နေကြွက်တဲ့အခါမျိုးပြီးလို့ရှိရင်ဒီကျွန်တော်တို့ဒီ dry skin ပေါ့ရေပြားက6တွေ့နေတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဒီ calcium deficiency ဖြစ်နေပြီကိုယ်မှာ calcium ချွေးနေပြီဆိုတာကိုကျွန်တော်တို့သတိထားမိလို့ကျွန်တော်တို့ဒီ calcium ပေါ့နော် calcium ကအရေးကြီးလားလို့မေးလာမယ်ဆိုလို့ရှိရင်တော့ calcium ကတော့အရင်ကိုအရေးကြီးပါတယ် calcium ကကျွန်တော်တို့ရဲ့ဒီအယိုးနဲ့သွားတယ်ကျန်းမာချက်ခံအောင်လို့သူကအထောက်အကူပြုပေးထားတယ်နောက်တစ်ခုကကျတော့သူကဥမာကြီးကင်ဆာပေါ့ colon cancer ကိုလည်းသူကကာကွယ်ပေးနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီ calcium ကသွေးပေါင်ချိန်ကိုကောင်းမွန်စွာထွင်းညှိပေးနိုင်ပြီးတော့မှဒီခန္ဓာကိုယ်အလေးချိန်ပေါ့နော်ထိန်းချုပ်မှုကိုလည်းသူကအထောက်အကူပြုပေးနိုင်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်တွင်းပေါ့နော်သွေးလက်ပတ်မှုပြီးလို့ရှိရင်ဒီဟော်မုန်းတွေရဲ့ဒီလှုပ်ဆောင်မှုကြွက်သားနဲ့အာယုံကြောတွေရဲ့ပေါ့နော်ဒီကျန်းမာစွာလှုပ်ဆောင်နိုင်ဖို့အတွက်ဆိုလို့ရှိရင် calcium ကလုံလောက်ရရှိဖို့လိုပါတယ်နောက်တစ်ခုကတော့ဒီကျွန်တော်တို့ calcium ကဆိုလို့ရှိရင်နိုးနဲ့နိုးထွက်ပစ္စည်းရေပြီးလို့ရှိရင်အစိမ်းရင်ပေါ့နော်အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေပဲမျိုးစုံနဲ့ဒီ calcium ဖြည့်ဆက်ထားတဲ့အစားအစာတွေမှာတွေးရှိရတဲ့ဒီပေါ့နော်ဒီမဖြစ်မနေတွေးရှိရမယ့်အာဟာရဓာတ်တစ်မျိုးလေးဖြစ်တယ်ပြီးလို့ရှိရင် calcium ကဒီပေါ့နော်ကျွန်တော်တို့ခန္ဓာကိုယ်မှာအများဆုံးရှိတဲ့သတ္တုဓာတ်တစ်ခုဖြစ်ပြီးတော့မှခန္ဓာကိုယ်မှာရှိတဲ့အယိုးနဲ့သွားတွေမှာဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ calcium ပါရက်စီကိုတောက်လိုက်ပြီဆိုလို့ရှိရင်ဒီကျွန်တော်တို့အနေနဲ့ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲပေါ့ဘယ်လိုကျေးဇူးရနိုင်လဲဆိုလို့ရှိရင်သူကအယိုးနဲ့သွားတွေပေါ့နော်ဒီဖွဲ့စည်းတည်ဆောက်တာမှာကူညီပေးနိုင်တယ်ပြီးလို့ရှိရင်ခန္ဓာကိုယ်ကျန်းမာဒီတန်ဆွမ်းဖို့အတွက်ပေါ့နော်သူကထိမ့်သိမ့်ပေးနိုင်တယ်ပြီးလို့ရှိရင်ကြွက်သားတွေလှုပ်ရှားတာကိုလည်းကူညီပေးနိုင်တယ်ပြီးလို့ရှိရင်အုံနောက်နဲ့အာယုံကြောစနစ်ကြားမှာပေါ့နော်အာယုံကြောတဲ့ချက်လက်ပို့ဆောင်တဲ့လုပ်ငန်းဆောင်တာတွေကိုလည်းပိုပြီးကောင်းမွန်အောင်လုပ်ကူညီပေးနိုင်တယ်နောက်တစ်ခုကသွေးကြောကျေတာကျင်းတာတွေကိုသူကထိညှိပေးပြီးတော့မှဒီခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုစနစ်ကိုလည်းပိုပြီးတော့ကောင်းမွန်စေနိုင်တယ်နောက်တစ်ခုကခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကိုထောက်ပံ့ပေးနိုင်တဲ့ဟော်မုန်းတွေပြီးလို့ရှိရင်အန်ဇိုင်းတွေကိုထုတ်လုပ်တဲ့အခါမှာလည်းသူကအကူအညီဖြစ်စေနိုင်တယ်ကျွန်တော်တို့ဒီ calcium ကိုဘယ်လိုယောဂတွေမှာအသုံးပြုလဲဆိုလို့ရှိရင် osteoporosis နဲ့ osteopenia လို့ခေါ်တဲ့အယိုးပွားတဲ့အယိုးနုတဲ့ယောဂတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ prevention ကာကွယ်ဖို့အတွက်ရောနောက်တစ်ခုကကျတော့ကုသဖို့အတွက်ရောကျွန်တော်တို့အသုံးပြုပေးလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ calcium deficiency ဖြစ်နေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တောက်သုံးပေးလို့ရတယ်ဘယ်လိုရှိရင်ကျွန်တော်တို့ပေါ့နော်ဒီကလေးငယ်တွေအယိုးပြော့တာလူကြီးတွေအယိုးပြော့တာပေါ့နော်ဒီလိုယောဂတွေမှာလည်းကျွန်တော်တို့အသုံးပြုပေးလို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ calcium ဓာတ်နေပါချင်းကြောင့်ပေါ့နော်ကြွက်သားတွေရုပ်တရက်ကျွန်တော်တို့ဒီတောက်တင်းလာတာမျိုးရှိမယ်ပေါ့နော်တုံလာတာမျိုးတွေရှိမယ်အဲ့ဒီလိုယောဂတွေမှာဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ calcium ကိုတောက်တဲ့အခါမှာလည်းဒီဗိုက်တာမင် D3 နဲ့ကျွန်တော်တို့ဒီတွဲပြီးတော့တောက်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ကနေပြီးတော့မှ calcium ကိုလုံလောက်ဒီပေါ့နော်ဒီစုပ်ရရှိနိုင်မယ်နောက်တစ်ခုကကျတော့ဒီလိုမျိုးဗိုက်တာမင် D နဲ့တွဲတောက်တဲ့အတွက်ကြောင့်မို့လို့ကိုယ်ဆောင်မိခင်တွေမှာစီးကျိုရှိတာမျိုးစီးကျိုဖြစ်တာမျိုးတွေကိုလည်းဒီဆိုးကျိုးတွေကိုလည်းသူကရှော့ချပေးနိုင်ပြီးတော့မှကိုယ်ဝင်စိတ်တက်တာကိုလည်းသူကရှော့ချပေးနိုင်တယ်
ဗိုက်တာမင် D တစ်မျိုးတည်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကလေးလိုပါဝေးပေါ့နော်ဒီပေါင်ချိန်မပြည့်ပင်နဲ့ဝင်လာတာမျိုးဒါမျိုးတွေကိုသူကချော့ချပြီးကျွန်တော်တို့ကဆေးတစ်ခုကိုတောက်ပြီးပြီဆိုလို့ရှိရင်ဒီဆေးရဲ့ကောင်းကျိုးပြင်ပေါ့နော်ကျွန်တော်တို့ကဒီ side effect ပေါ့ဒီမကောင်းတဲ့အာနိသင်တွေကိုလည်းကျွန်တော်တို့ခန္ဓာကိုယ်ကလေရရှိမှာပါကျွန်တော်တို့ဒီ calcium ကိုတောက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ constipation ဝမ်းချုပ်တာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ပေါ့နော်လေရှင်တက်တာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့ဒီ stomach acid ပေါ့နော်ဒီကျွန်တော်တို့ဒီအဆိုင်ကမတတ်မတာမျိုးတွေဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ calcium carbonate calcium ကိုတောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအစားစားပိတ်မှာပဲတောက်ပြီးလို့ရပါမယ်။ဘာကြောင့်လဲဆိုတော့ဒီပေါ့နော်ဒီကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့မှ calcium ကိုပို့ပြီးတော့စုပ်ယူမှုအားကောင်းဖို့ရင်နောက်တစ်ခုကကျတော့ခုနကပြောခဲ့တဲ့ side effect ပေါ့နော်ဒီကျွန်တော်တို့ဒီstomach ဒီ acid ဖြစ်တာပေါ့နော်အဆိုင်မတတ်မတာဖြစ်တာကိုကောက်ွယ်ဖို့အတွက်ပါကျွန်တော်တို့ဒီ calcium borate ကိုတောက်လိုက်ပြီးဒီ calcium borate တွေကဘယ်ကနေပြီးတော့မှကျွန်တော်တို့ဆွန့်ထုတ်မလဲပေါ့အဓိကပြတော့သူကဒီ physics ဆိုတဲ့ဒီ machine ကနေပေါ့နော်ဒီဆွန့်ထုတ်တယ်နောက်တစ်ခုကကျတော့သူကC ပေါ့ urine ကနေလည်းဆွန့်ထုတ်တယ် urine ကနေဆွန့်ထုတ်တာကတော့ဘယ်ပုံမူတည်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီကြောက်ကက်ရဲ့ပေါ့နော်ဒီ filtration ဆိုတဲ့သူ့ရဲ့စစ်ထုတ်မှုပေါ့ရဲ့နောက်တစ်ခုကကျတော့ဒီကြောက်ကက်ပြင်ငယ်တွေပေါ်မှာပေါ့နော်ဒီပေါ်ကိုမူတည်ပါတယ်calcium ကိုဘယ်လိုသူတွေတောက်သုံးပေးလို့ရလဲကျွန်တော်တို့ calcium ကိုကွန်ဆောင်မိခင်တွေနဲ့ no time မိခင်တွေနောက်တစ်ခုကသွေးဆောင်ပိတာအမျိုးသမီးတွေပြီးလို့ရှိရင်ဆယ်ကျော်သက်လူငယ်တွေအသက်ကြီးတဲ့သူတွေပေါ့နော်ဒီလိုတွေတောက်ပေးလို့ရတယ်နောက်တစ်ခုကကျတော့အယိုးပွားခြင်းနဲ့အယိုးကျိုးတဲ့သူတွေပေါ့နော်တောက်ပေးလို့ရတယ်ကဲအားလုံးပဲတတာနောက်ပြီးမှပြန်တွေ့ကြမယ်